ဒီဗီဒီယိုကြည့်ပြီးရင်တော့ငွေဝင်လာခဲ့ရင်အံ့ဩမသွားပါနဲ့အကယ်၍တင့်အနေနဲ့ဒီဗီဒီယိုကြည့်ရမယ်ဆိုရင်ငြိမ်သက်အေးချမ်းတဲ့တနေရာမှာထိုင်ပေးပါပြီးရင်တော့ကျွန်တော်ပြောမယ့်စကားတွေကိုပဲအပြည့်အဝအာရုံစိုက်ပေးပါဘာဖြစ်လို့လဲဆိုတော့ဒီနေ့မှာတော့ကျွန်တော်ဟာပတ်စံတွေကိုဆွဲဆောင်ပြီးကျွန်တော်ဘဝကိုပြောင်းလဲပေးခဲ့တဲ့အပြုသဘောဆောင်တဲ့စိတ်ဆွမ်းအားပေးစကား affirmation အချို့ကိုမျှဝေပေးသွားမှာမို့လို့ပါဟုတ်ပါတယ်ဒီဗီဒီယိုမဆုံးခင်မှာတင်တင့်စီကိုထူးခြားတဲ့အချက်ပြမှုတစ်ခုခုရောက်ရှိလာနိုင်ပါတယ်။ဒါကိုကျွန်တော်ဘာလို့ပြောနိုင်ရလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒါမျိုးကြုံခဲ့ဘူးလို့ပါ။ဒါဟာမော်တက်တစ်ခုလို့ပါပဲ။ဒါပေမဲ့ဒါဟာမော်တက်တော့မဟုတ်ပါဘူး။စိတ်ဆွမ်းရင်ဆိုင်ရာသိပ္ပံပညာ Science of Energy သာဖြစ်ပါတယ်။ဒါကြောင့်ဖြစ်နိုင်တိတ်ဆိတ်တဲ့နေရာလေးမှာရှိနေပေးပါ။ဒါမှမဟုတ်ငကြက်လေးတက်ပြီးအာယုံစိုက်နားထောင်ပေးပါ။ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်နေရင်းနဲ့တင်မထင်မှတ်ထားတဲ့ငွေဝင်လမ်းကြောင်းတွေပွင့်လာတယ်လို့ပရိသတ်တော်တော်များများပြောကြပါတယ်။တချို့ဆိုဗီဒီယိုကြည့်နေတော့မှပဲငွေဝင်မဲ့ဖုန်းခေါ်ဆိုမှုတွေအခွင့်အလမ်းကောင်းတွေရောက်လာကြပါတယ်။တချို့ကဒေါ်လာတန်းချီတန်းနဲ့စိတ်ကူးစိတ်တန်းကောင်းတွေရခဲ့ကြသလိုတချို့ဆိုရင်ဗီဒီယိုကြည့်နေတော့မှနေဒေါ်လာ3000နဲ့အခွန်ပြန်ငွေ tax refund ရရှိခဲ့တာမျိုးတွေလည်းရှိပါတယ်။လစာနှစ်ဆရမယ့်အလောက်ကမ်းလန်းချက်မျိုးရရှိခဲ့သူတွေလည်းရှိပါတယ်။အခုကျွန်တော်ပြောပြမယ့်နေရာမှာတွေဟာတင်သာမှန်မှန်ကန်ကန်အသုံးချမယ်ဆိုရင်အမြဲတမ်းထိရောက်မှုရှိပါတယ်။တင်မှာတာဝန်တစ်ခုပဲရှိပါတယ်။အခုအချိန်မှာဒီနေရာမှာပဲစိတ်ကိုအပြည့်အဝနှက်ပြီးကျွန်တော်ပြောတာတွေကိုအာရုံစိုက်နားထောင်ပေးဖို့ပါပဲ။ယုံကြည်လိုက်ပါ။နောက်ထပ်မိနစ်ပိုင်းအတွင်းမှာပဲမိတ်ဆွေရဲ့ငွေကြေးဆိုင်ရာအပြောင်းအလဲတွေစတင်တော့မှာပါ။ဒါကြောင့်အာယုံနောက်စီမဲ့အရာတွေကိုဖယ်ထားလိုက်ပါ။ဖုန်းကိုလည်းအတန်ပိတ်ထားလိုက်ပါ။ ဒီမှာအသင့်အတွက်သတင်းကောင်းတစ်ခုရှိပါတယ်အကယ်၍လူကြီးမင်းတို့အနေနဲ့ဈေးနှုန်းအချိုသာဆုံးနဲ့အကောင်းဆုံး VPN တစ်ခုကိုရှာဖွေနေရဲဆိုရင်ကျွန်တော်တို့စီမှာတစ်လအောင်9000ကျပ်ထဲနဲ့ဝန်ဆောင်မှုပေးနေပါပြီ speed အပြည့်ရမယ်ပြင်စိတ်ချရတဲ့ performance နဲ့အပြည့်အဝ support ပေးမှုကိုလည်းရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ VPN ကိုတစ်ခါသုံးကြည့်ုံနဲ့နောက်ထပ် VPN ထပ်ရှာစရာမလိုတော့ဘူးလို့ကျွန်တော်အနေနဲ့အာမခံပါတယ်ဝယ်ယူဖို့အတွက်အပေါ်က Viber ကိုဆက်သွယ်နိုင်ပါတယ်ကဲကျွန်တော်ရဲ့ဇာတ်လမ်းလေးကိုဆက်လိုက်ရအောင် ကျွန်တော်တင့်ကိုလေးနက်တဲ့အမှန်တရားတစ်ခုကိုပြောပြချင်ပါတယ်။တင်ဟာငွေကြေးအတွက်ရုန်းကန်မှုမွေးဖွားလာတာမဟုတ်ပါဘူး။အဲ့လိုရုန်းကန်ရမယ်လို့တင့်ကို program ရိုက်သွင်းခံထားရတာပါ။ဒီကွာခြားချက်ကကစားပွဲတစ်ခုလုံးပြောင်းလဲစေပါတယ်။ကံကြမ္မာဆိုတာပြောင်းလဲလို့မရအောင်သတ်မှတ်ထားတာမျိုးဖြစ်ပေမဲ့ program ဆိုတာကတော့ခဏအတွင်းမှာပဲပြောင်းလဲပြလို့ရပါတယ်။တင့်ရဲ့လက်ရှိငွေကြေးအခြေအနေဟာနက်ခတ်ဗေဒတွေမှာရေးထားတာမဟုတ်သလိုတင့်ကံကြမ္မာရဲ့တစ်စိတ်တစ်ပိုင်းလည်းမဟုတ်ပါဘူး။ဒါတင့်ရဲ့ငယ်ဘဝပထမဆုံး9နှစ်တာအတွင်းမှာတင့်ရဲ့မသိစိတ် subconscious mind ထဲမှာဆွဲမြဲသွားခဲ့တဲ့ program တစ်ခုသာဖြစ်ပါတယ်။စဉ်းစားကြည့်ပါ။တင်ကြီးပြင်းလာတဲ့အချိန်မှာတင်မိပါတယ်။ပတ်ဝန်းကျင်နဲ့အတွေ့အကြုံတွေကနေငွေနဲ့ပတ်သက်ပြီးဘာတွေကြားခဲ့ရသလဲ။ပတ်စံဆိုတာတစ်ပင်မှာတီးတာမဟုတ်ဘူး။ချမ်းသာတဲ့သူတွေကလောဘကြီးတယ်။ငါတို့ဒါကိုမဝယ်နိုင်ပါဘူးဒီစကလုံးတွေကစကလုံးတသက်မဟုတ်ပါဘူးတင်မသိစိတ်ထဲမှာစွဲမြဲနေတဲ့မောင်းနေတဲ့စနစ် operating system တခုဖြစ်သွားခဲ့ပါပြီအခုတင်ဘဝမှာကြုံတွေ့ရတဲ့ငွေကြေးအတွေ့အကြုံအားလုံးဟာအဲ့ဒီစနစ်ထဲကနေထွက်ပေါ်လာတာပါဒါပေမဲ့အခုဒီမှာထူးခြားတဲ့အရာတစ်ခုရှိပါမယ်နောက်ထပ်မိနစ်ပိုင်းအတွင်းမှာကျွန်တော်တို့ဟာဒီစနစ်အဟောင်းကိုဖျက်တောက်ပစ်တော်မှာပါပြီးတော့အမတန်အစွမ်းထက်တဲ့ယုံကြည်ချက်အသစ်တွေကိုထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီအခါဝိညာဉ်ရေးရာပိုင်းကလူတွေက Divine Matrix လို့ခေါ်ပြီး Quantum ယူပဗေဒအရ Quantum Field လို့ခေါ်တဲ့နယ်ပယ်ဟာတင့်ရဲ့စွမ်းရည်နဲ့ကိုက်ညီတဲ့အခြေအနေတွေအခွင့်အလမ်းတွေကိုချက်ချင်းဆိုသလိုစတင်ဖန်တီးပေးလာပါလိမ့်မယ်။ဒါစိတ်ကူးရင်တွေကမဟုတ်ပါဘူး။ Quantum ယူပဗေဒမှာလေးလာစောင့်ကြည့်မှုဥပမာသိရှိနားလည်မှုဟာအတမ်အောက်အဆင့်မှာရှိတဲ့လက်တွေ့ဘဝကိုပြောင်းလဲစေနိုင်တယ်ဆိုတာတက်တည်ပြပြီးသားပါ။တင့်ရဲ့အသိစိတ်ကတင့်ကဘာကြီးကိုပုံဖော်တာဖြစ်တယ်လို့တင့်ရဲ့ငွေကြေးဆိုင်ရာလက်တွေ့ဘဝကိုလည်းပုံဖော်တာပါ။အခုကျွန်တော်တင့်ကိုချမ်းသာကြွယ်ဝဖို့တင်ပြပေးတဲ့ဆရာအများစုမပြောပြတဲ့အချက်တစ်ခုကိုပြောပြပါမယ်။အဲ့ဒါတော့ဆွဲဆောင်မှု attraction ရဲ့စန့်ကျင်ဘက်ဟာအာယုံပြန့်လွင့်မှု distraction ပဲဖြစ်ပါတယ်။ဒါလျှို့ဝှက်စမ်းကြယ်တဲ့စွမ်းအင်ဖော်ဆောင်မှု manifestation တစ်ခုပါပဲ
တင်းရဲ့အာယုံဘာမှရှိတယ်လဲတင်းရဲ့စွမ်းရည်ကလည်းအဲ့ဒီကိုလိုက်သွားပါတယ်ပြီးတော့အဲ့ဒီအရာတင်းဘဝထဲမှာကြီးထွားလာတာပါဘဝဆိုတာအာယုံဆိုင်မှုဆိုတဲ့ကစားပွဲတစ်ခုပါပဲလူတော်တော်များများဟာသူတို့ရဲ့စွမ်းရည်တွေကိုပြဿနာမျိုးစုံစိုးရင်ပူပန်မှုတွေနဲ့အာယုံပြန့်လွင့်မှုတွေထဲမှာဖန်တီးနေကြပါတယ်သူတို့ကငါအောင်မြင်မှာပါကြွယ်ဝမှုဆိုတာတကယ်ရှိပါတယ်ဆိုပြီးကဘာကြီးကိုတက်တည်ပြချင်နေကြတာပါဒါပေမဲ့တကယ်တမ်းကျတော့တင်ဟာတင့်ကိုတင်ယုံကြည်အောင်ပဲလုပ်ဖို့လိုအပ်တာပါတင့်မှာပန်းနိုင်တစ်ခုရဲ့အပေါ်ထားရှိရဲ့ပြတ်သားတဲ့စွမ်းရည်နဲ့ဆွဲလန်းမှုရှိတဲ့အာယုံဆိုင်မှုမျိုးလိုအပ်ပါတယ်အခုနောက်ထပ်မိနစ်ပိုင်းလောက်မှာတင်ဟာချမ်းသာကြွယ်ဝနေပြီးသားဖြစ်တယ်ဆိုတာကိုအပြည့်အဝအာယုံစိုက်ပေးစီခြင်းပါတယ်ဒါကိုပဲစဉ်းစားကြည့်ပါဟုတ်ပါတယ်အားလုံးကပြည့်စုံနေပြီးသားပါတင်ဟာချမ်းသာတဲ့သူတစ်ယောက်ပါပေးစရာရှိတဲ့ရေဘိုးမီးဘိုး base တွေအကြောင်းကိုမစဉ်းစားပါနဲ့တင့်ဘန်အကောင့်တွေကလက်ရှိလက်ကျန်ငွေကိုမကြည့်ပါနဲ့အတိတ်ကကြာရှုံးမှုတွေကိုလည်းမေ့ထားလိုက်ပါအဲ့ဒီအရာတွေကတင့်ကိုလက်ရှိဘဝထဲမှာပိတ်မိနေအောင်လှုပ်ထားတဲ့အာယုံပြန့်လွင့်စရာတွေသာဖြစ်ပါတယ်အခုကျွန်တော်တို့ဟာတင့်ရဲ့မသိစိတ် subconscious mind နဲ့ဓာတ်ရိုက်စကားပြောနိုင်မှုသိပ္ပံနည်းကျပြင်ဆင်ထားပြီးအပြုသဘောဆောင်တဲ့စိတ်ဆွမ်းအားပေးစကားစု affirmation တွေကိုအသုံးပြုသွားမှာပါတင့်ရဲ့ငွေကြေးဆိုင်ရာပုံစံကွက် financial blueprint ဟာဒီနေရာမှာပဲပုံအောင်နေရဖြစ်ပြီးဒီနေ့မှာတော့အဲ့ဒါကိုကျွန်တော်တို့ program အသစ်ပြန်ရေးဆွဲကြပါမယ်ဒါတွေကကြုံရကြပန်းပြောတဲ့အပြုသဘောဆောင်တဲ့စကားသက်သက်မဟုတ်ပါဘူးစိတ်ဆွမ်းအားပေးစကားစုတစ်ခုချင်းစီဟာတင့်ရဲ့တုန်ခါမှု vibration နဲ့ကြွယ်ဝမှုကြိမ်တုံ frequency တို့အပြည့်အဝထပ်တူကြစေဖို့နှစ်ပေါင်းများစွာသူတည်နာပြုတ်ပြီးမှဖန်တီးထားတာပါတင်ဟာဒီစကားလုံးတွေကိုစိတ်ပါလက်ပါနဲ့ခိုင်ခိုင်မာမာယုံကြည်ပြီးထပ်တလဲလဲရွတ်ဆိုမယ်ဆိုရင်တင့်ပတ်ဝန်းကျင်ဟာလျှက်စစ်တန်လိုက်ဆက်ကွင်း electromagnetic field နဲ့တင့်ရဲ့မတိစိတ်ကိုပါပြောင်းလဲပြစ်မှာပါဒီအကြောင်းကိုဆက်မပြောခင်အခုလိုတန်မိုးရှိရဲ့ငွေကြေးဆိုင်ရာဘူးတုဒတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Money Power မြန်မာ channel လေးကို like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ဒါဆိုရင်ဆက်ပြောလိုက်အောင်အာယုံကြောသိပ္ပံ neuroscience အရာအကျဉ်းချင်းပြုလုပ်ခြင်းဟာအုံနောက်ထဲမှာအာယုံကြောလမ်းကြောင်းအသစ်တွေကိုဖန်တီးပေးတယ်လို့ဆိုပါတယ်ဒီစိတ်ဆွမ်းအားပေးစကားစုတွေကကြွယ်ဝမှုဆိုင်ရာစိတ်နေစိတ်ထား wealth mindset အသစ်တစ်ခုကိုဖန်တီးပေးမှာဖြစ်ပြီးအဲ့ဒါနောက်ပိုင်းမှာတင့်ရဲ့ပင်ကိုအတွေးခေါ်ဖြစ်လာပါလိမ့်မယ်ငွေကြေးကိုအလိုလိုဆွဲဆောင်နိုင်တဲ့သူတွေမှာထူးခြားတဲ့စိတ်နေစိတ်ထားရှိပါတယ်အဲ့ဒီစိတ်နေစိတ်ထားကိုအခုတင့်ထဲမှာထည့်သွင်းပေးတော့မှာပါကဲအခုမျက်စိလေးမှိတ်ထားလိုက်ပါကျွန်တော်ပြောတာကိုနားထောင်ပြီးလိုက်လုပ်ပေးပါမျက်စိလေးမှိတ်ထားပါအသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပါပြီးရင်ဖြည်းဖြည်းချင်းပြန်ထုတ်လိုက်ပါအခုတင်းစိတ်ဟာတည်ငြိမ်ပြီးဒီနေရာမှာပဲရှိနေတယ်ဆိုတာကိုခံစားကြည့်ပါအခုကျွန်တော်အစွမ်းထက်တဲ့ငွေကြေးဆိုင်ရာစိတ်ဆွမ်းအားပေးစကားစုတွေကိုပြောပါမယ်ကျွန်တော်ပြောတာကိုနားထောင်ရုံနဲ့မကပဲတင့်ဘဝထဲမှာတကယ်ဖြစ်နေရဲ့လို့ခံစားပေးပါပုံဖော်ကြည့်ပါစိတ်ကူးကြည့်ပါတင့်စီမှာအခုတကယ်ဖြစ်ပျက်နေတယ်လို့မျိုးခံစားကြည့်ပါတင့်ရဲ့ကြွယ်ဝမှုဟာအခုပဲစတင်လိုက်ပါပြီငါဟာငွေကြေးရလုံးဝလွတ်လပ်သူဖြစ်ပြီးမကုန်ခန်းနိုင်တဲ့ငွေကြေးအမြောက်များကိုပိုင်ဆိုင်ထားတယ်ငွေတွေဟာနီးလန်းပေါင်းစုံကနေငါစီကိုအစင်ရဆိုင်စီးဝင်လာနေတယ်ငါရဲ့ဘဏ်အကောင့်ဟာနေ့စဉ်နဲ့အမျှအာယုံစိုက်เสียမလို့ပဲတိုးပွားနေတယ်ငါဟာအကန့်အသတ်မရှိတဲ့ကြွယ်ဝမှုနဲ့ထိုက်တန်သူဖြစ်ပြီးအဲ့ဒါကိုအခုပဲလက်ခံရရှိနေပြီငါဟာအစွမ်းတတ်တဲ့ပတ်စံဆွဲဆောင်တဲ့တန်လိုက်တစ်ခုပဲငါရဲ့စွမ်းရည်ဟာအဆုံးမဲ့ကြွယ်ဝမှုနဲ့အပြည့်အဝထပ်တူကျနေတယ်ငွေတွေဟာငါစီထင်မှတ်ထားတဲ့နီးလန်းနဲ့ရောမထင်မှတ်ထားတဲ့နီးလန်းတွေနဲ့ရောရောက်လာတယ်ငါလိုချင်သလောက်ငွေတွေကိုအာယုံစိုက်เสียမလို့ပဲရရှိနေတယ်ငါစီမှာရှိနေပြီးသားငွေကြေးကြွယ်ဝမှုတွေအတွက်နက်နက်ရှိုင်းရှိုင်းကျေးဇူးတင်ပါတယ်ငါဟာနေ့စဉ်နေ့တိုင်းအတိုင်းအဆမရှိတဲ့ငွေကြေးတွေကိုရရှိနေတယ်ငါဝါသနာပါရာကိုလောက်ကင်ပြီးအဲ့ဒီကနေဝင်ငွေအများကြီးရနေတယ်ငါရဲ့ကြွယ်ဝမှုဟာငါဖြစ်ချင်တဲ့အတိုင်းနေထိုင်နိုင်မှုလွတ်လပ်မှုကိုပေးတယ်ငွေကြေးလွတ်လပ်ခွင့်ဆိုတာငါရဲ့မွေးရပါအခွင့်အရေးပဲငါရဲ့ဝင်ငွေတွေဟာအာယုံစိုက်เสียမလို့ပဲအစာပေါင်းများစွာတိုးပွားနေတယ်ငါသုံးဆွဲလိုက်တဲ့ငွေတိုင်းရဲ့အစာပေါင်းများစွာဟာငါစီပြန်ရောက်လာတယ်ငါစီကိုဒေါ်လာတန်းချီတန်နဲ့အတွေးမြင်အသစ်နဲ့စိတ်ကူးကောင်းနေအမြဲဝင်လာနေတယ်
ငါလက်နဲ့ထိသမျှအရာတိုင်းဟာရွှေဖြစ်တယ်ငါမှာတထေးတစ်ယောက်ရဲ့စိတ်နေစိတ်ထားမျိုးရှိတယ်ငါဟာကိုယ်အလိုရှိတာထက်ပိုပြီးတော့အမြဲတမ်းရတယ်အခုဒီအချိန်မှာတင်ငါစီကိုငွေအစုလိုက်ပုံလိုက်ဝင်လာနေပြီငါလုံးသမျှကင်သမျှငွေကြီးဆိုင်ရာလုပ်ငန်းတိုင်းမှာအောင်မြင်မှုတွေရနေတယ်ကြွယ်ဝမှုတွေဟာငါစီကိုအားကောင်းတဲ့မြည်ရည်လားစီးဝင်လာနေတယ်ငါဟာဇိမ်ခံမှုတွေကြွယ်ဝမှုတွေပြည့်နှက်နေတဲ့ဘဝတစ်ခုကိုဖန်တီးနေတယ်စัจ java လာကြီးကငါ့ကိုအဆုံးမဲ့အရင်းမြစ်တွေနဲ့ကူညီပံ့ပိုးပေးနေတယ်ငါရဲ့ဝင်ငွေလမ်းကြောင်းတိုင်းဟာအစင်မပြတ်တိုးပွားနေတယ်ကြွယ်ဝမှုကိုဖန်တီးရတာဟာငါအတွက်သဘာဝကျပြီးလွဲကူတယ်ငါမှာရှိတဲ့ကြွယ်ဝမှုတွေနဲ့တခြားသူတွေကိုလည်းကူညီနိုင်စွမ်းရှိတယ်ကဲအခုတင်းမျက်စိကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပါအခုလေးတင်တင်ခံစားလိုက်ရတဲ့အတွေ့အကြုံတွေဟာအင်မတန်အစွမ်းထပ်ပါတယ်တင်ဟာကြွယ်ဝမှုအပေါ်မှာပဲအာရုံစိုက်လိုက်တာပါခဏတာအတွင်းမှာတင်အကန့်အသတ်တွေနဲ့ပြည့်နေတဲ့အပြင်လောကကြီးကိုတင်ခိတ္တခဏပိတ်ချထားနိုင်ခဲ့ပါတယ်ဒါကဘာပေါ်ကအချမ်းသာဆုံးပုံကိုယ်တွေလှုပ်ဆောင်လေးရှိတဲ့အရာပါသူတို့ဟာစိတ်ထဲမှာအရင်ဆုံးကြွယ်ဝအောင်နေထိုင်ကြပါတယ်အဲ့ဒီနောက်မှာအပြင်လောကမှာလက်တွေ့ဖြစ်လာတာပါအခုတင်လှုပ်လိုက်တဲ့အရာတွေဟာအဆင့်တိုင်းမှာအကျိုးသက်ရောက်မှုတွေရှိနေပါတယ်အာယုံရောအဆင့် neurological level မှာဆိုရင်တင့်ရဲ့ကြွယ်ဝမှုဆိုင်ရာလမ်းကြောင်းတွေပြန်လည်ချိတ်ဆက်စတင်နေပါပြီ။ quantum အဆင့် level မှာဆိုရင်တင့်ရဲ့တုံခါမှုကြိမ်နှုန်းဟာအောင်မြင်မှုနဲ့ထပ်တူကျသွားပါပြီ။ဝိညာဉ်ရေးရာအဆင့် spiritual level မှာဆိုရင်တော့တင့်ဟာစัจ java လာကြီးရဲ့အဆုံးမဲ့ကြွယ်ဝမှုတွေနဲ့တသားတည်းဖြစ်သွားပါပြီ။ကြည့်လိုက်ပါ။ဒါဟာအဆင့်ပေါင်းများစွာအလုပ်လုပ်သွားတာပါ။ရှေးအောင်ပညာရှိတွေနဲ့ခေတ်သစ် quantum ယူပဗေဒနှစ်ခုစလုံးကတစ်ခုတည်းကိုပဲပြောကြပါတယ်။အတွင်းစိတ်ထဲမှာဘာကိုအာရုံစိုက်သလဲအပြင်လောကမှာအဲ့ဒါကြီးလက်တွေတကယ်ဖြစ်လာတယ်ဆိုတာပါပဲကောင်းကင်ဘုံဆိုတာတင့်အတွင်းစိတ်ထဲမှာရှိတာဖြစ်ပြီးကြံတဲ့အရာအားလုံးကအဲ့ဒီရဲ့အရေးအယောင်တွေပါပဲဒါဟာကြပြဆန်ဆန်ပြောနေတာမဟုတ်ပါဘူးဒါဟာလက်တွေဘဝရဲ့မောင်းနေမှုစနစ် operating system ပါတင်ဟာတင့်စိတ်ထဲမှာကြွယ်ဝမှုကိုခံစားလိုက်ရပါပြီစัจ java လာရဲ့နိယာမတွေဟာဘယ်တော့မှမမှားယွင်းပါဘူးသူတို့ဟာတင့်ရဲ့တုံခါမှု vibration ကိုတုံ့ပြန်တာပါတင့်ရဲ့လက်ရှိအခြေအနေကိုတုံ့ပြန်တာမဟုတ်ပဲတင့်ရဲ့စွမ်းရင်တုံခါမှုကိုပဲတုံ့ပြန်တာပါအခုလောလောဆယ်တင့်ဘဏ်အကောင့်ထဲမှာဘာမှမပြောင်းလဲသေးတာဖြစ်နိုင်ပေမဲ့တင့်ရဲ့စွမ်းရင်ကတော့ပြောင်းလဲသွားပါပြီအဲ့ဒီစွမ်းရင်ကပဲတင့်ရဲ့ငွေကြေးအနာဂတ်ကိုဆုံးဖြတ်လိုက်တာပါစัจ java လာကြီးဟာအချိန်တစ်ခုစောင့်ပြီးမှအလုပ်လုပ်လေးရှိပါတယ်အရင်ဆုံးစွမ်းရင်ပိုင်းဆိုင်ရာအပြောင်းလဲဖြစ်တယ်ပြီးတော့မှလက်တွေ့ဘဝမှာပေါ်ပေါက်လာတာပါမျိုးစေ့ချပြီးတာနဲ့အသီးကိုချက်ချင်းမမြင်ရသလိုမျိုးပေါ့ဒါပေမဲ့ရလက်ကတော့တေချာပေါက်ရမှာပါတတိနဲ့စောင့်ကြည့်နေပါဒီအပြောင်းလဲရဲ့လက္ခဏာတွေကိုဂရုတစိုက်ကြည့်ပါတက်တမ်းမကုန်သေးတဲ့ချက်လက်မှတ်အားအသင့်စရာဖုံးခေါ်ဆိုမှုဒါမှမဟုတ်အခွင့်အလမ်းကောင်းတွေရလာပါလိမ့်မယ်ယုံကြည်ချက်ရှိရှိနဲ့အခုအချိန်မှာပဲအာရုံစိုက်နေပါပြီးတော့တင့်စိတ်ကိုလက်ခံရယူဖို့ခွင့်ပြုပေးလိုက်ပါတစ်လွင်တောက်ပါပြီးကျွယ်ဝတဲ့ငွေကြေးလက်တွေ့ဘဝတစ်ခုဟာတင့်အတွက်အသင့်ဖြစ်နေပါပြီတင်ဟာဒါနဲ့ထိုက်တန်သူဖြစ်ပြီးစัจ java လာကြီးကလည်းတင့်ဘက်မှာရှိနေပါတယ်စัจ java လာကြီးကငါးဘက်မှာရှိနေတယ်ကျေးဇူးတင်ပါတယ်စัจ java လာကြီးလို့ကွာမမှာရေးပေးခဲ့ကြပါအောင်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဒီဗီဒီယိုကြိုက်နေတတ်တယ်ဆိုရင် like လုပ်ပြီးတော့မျှဝေပေးကြပါအောင်ကျေးဇူးတင်ပါတယ်